နွားဖြူလေးကခောက်ဆွဲကြော်ဆိုင်ကခောက်ဆွဲတစ်ပွဲကိုယူပြီးတော့ထွက်ပြေးနေခဲ့တယ်။ဆိုင်ရှင်ကလည်းဒုံးနဲ့ရိုက်ဖို့ပြေးလိုက်နေခဲ့ပြီးနွားဖြူလေးဒီလိုလုပ်ရတာကတော့အိမ်ထဲမှာရှိတဲ့သူ့ရဲ့သခင်တွေယူလာခဲ့ခြင်းဖြစ်ပါတယ်။စာနာစိတ်မရှိတဲ့ဆိုင်ရှင်ကအဖွားကိုခမရရဲ့နွားကိုတေချာထိန်းထားဆိုပြီးနွားလေးကိုပါရိုက်ခဲ့ပါတယ်။နွားဖြူလေးကလုံးဝလက်မလျှော့သေးခဲ့ပဲအဖွားကြီးခဏလေးစောက်ပါပြန်လာခဲ့မယ်ဆိုပြီးသူ့ရဲ့သခင်ဗိုက်ပြေးဖို့အတွက်တဏှာရာကိုဥတီပြီးထွက်လာခဲ့ပါတယ်။နွားဖြူလေးကအသီးချံရဲ့ပိုင်ရှင်စီမှာလှုပ်သွားတောင်းခဲ့ပြီးဦးလေးကြီးရဲ့အသီးတွေကိုပို့ပြီးကျွန်တော်ငှားပါပြီးရင်ကျွန်တော်အတွက်လောအားကပဲပေးပါဆိုပြီးတော့တောင်းဆိုခဲ့ပါတယ်။ဆိုင်ရှင်ကလည်းနွားလေးရဲ့တောင်းဆိုမှုကြောင့်ကောင်းပြီနွားဖြူလေးဒါတွေကဒီနေ့ပို့ပေးရမယ့်အသီးတွေဖြစ်တယ်။နွားဖြူလေးကလည်းသူ့အတွက်ပင်မစီမဲ့လှုပ်ဖြစ်ပေမဲ့တခင်အတွက်ဆိုတဲ့စိတ်ကိုထားပြီးပတ်စံရှိမှအရာအလုံးစင်ပြေမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ကချမ်ပိုင်ရှင်ဦးလေးကြီးရဲ့အလုပ်ကိုပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပါတယ်။ပြီးတော့လောအားကလေးကိုယူပြီးအပြေးလွှားပဲအဖွားတက်ခောက်ဆဲကြော်ကိုဝယ်ယူခဲ့ကတရိတ်ဆန်ဖြစ်ပေမဲ့လည်းလိမ္မာတိတက်တဲ့နွားလေးရဲ့မေတ္တာကိုအထင်းသားမြင်တွေ့ခဲ့ရပါတယ်။နောက်တစ်ရက်မှာနွားဖြူလေးကကြောက်တုံးကြီးတတုံးကိုတောင်အောက်ကိုပြစ်ချခဲ့ပြီးဘက်စကားတစ်စီကိုတားဆီးခဲ့ပါတယ်။နွားဖြူလေးဘာကြောင့်ဒီလိုလုပ်ခဲ့ရတာလဲလူတွေကိုအနေပြုချင်တာလားတောင်အောက်ကိုဝေယုံတုံးကဆင်းလာခဲ့ပြီးကားရှိမှပိတ်ရက်ကရှေ့ကိုမသွားပါနဲ့ပုံစံနဲ့လက်အချင်းပြနေခဲ့ပါတယ်။ကားဆရာကသူ့အနေပြုမဲ့ထိခဲ့ပေမဲ့တကယ်တော့နွားဖြူလေးကတောင်မူကြတော့မှသိနေခဲ့တာဖြစ်ပြီးလူပေါင်းများစွာရဲ့အသက်ကိုကယ်နေနိုင်ခဲ့ပါတယ်။